ယော်နယ်ဒိုဒုတိယဘောလုံးကွင်းထဲမှာလှုပ်လိုက်တဲ့ပြုမှုကြောင့်အဖမ်းခံရလို့နီးပါးဖြစ်ခဲ့ရပူပါတယ်။သူ့ရဲ့ရုပ်ရည်ကခရစ်စီယာနိုယော်နယ်ဒိုနဲ့တပုံစံနဲ့နီးပါးတူလုံးနေတော့လူတွေကိုလှည့်စားကြည့်ရင်ပျော်စရာကောင်းမယ်လို့သူကထင်ခဲ့တာပါ။သူဘောလုံးကွင်းထဲကိုလမ်းဝင်လိုက်တဲ့အချိန်မှာပဲတကွင်းလုံးရုံးရင်းဆန်ခတ်တွေဖြစ်ကုန်ပါတော့တယ်။ပရိသတ်တွေကလည်းတကယ်ယော်နယ်ဒိုရောက်လာပြီးအမှတ်နဲ့အော်ဟစ်အားပေးကြတာပေါ့လူအုပ်ကြီးကသူ့စီကိုတိုးဝေပြေးလာကြပြီးနမေတွေအော်ခေါ်ဆေးဖီးတွေတွေ့ရိုက်အင်ဂျီပေါ်မှာလက်မှတ်ထိုးပေးဖို့တောင်းဆိုကြတဲ့တကယ်ကိုပွက်လို့လိုက်သွားတာပါဒီယော်နယ်ဒိုတုကလည်းတကယ်စူပါစတာတယောက်လိုယုံကြည်မှုအပြည့်နဲ့ပြုံးပြလိုက်တပ်ပုံရိုက်ပေးလိုက်နဲ့တီတီငင်ငင်ပဲတရုပ်ဆောင်နေခဲ့ပါတယ်ပွဲပြီးသွားတဲ့အထိပရိသတ်တွေကသူ့နောက်ကိုတကောက်ကောက်လိုက်နေကြတော့ပဲဗျအဲ့ဒီအချိန်မှာပဲသူအမကြီးတစ်ခုလုံးမိသွားပါတယ်အဲ့ဒါကတော့လေထဲကိုခုန်တက်ပြီးယော်နယ်ဒိုရဲ့နမေကြောင်ပွဲခံဟန်ကိုလှုပ်ပြလိုက်တာပါအဲ့ဒီခဏလေးမှာပရိသတ်တွေကဝါခနဲ့အော်ဟစ်အားပေးခဲ့ကြပေမဲ့ချက်ချင်းဆိုသလိုပဲတယောက်ကဒါယော်နယ်ဒိုမဟုတ်ဘူးလို့အော်လိုက်ပါတော့တယ်အခြေအနေကရုပ်ချီပြောင်းလဲသွားပါပြီပြုံးရွှင်နေတဲ့မျက်နှာတွေပျောက်ကွယ်သွားပြီးအမှန်တရားကိုလူတိုင်းသိသွားကြတဲ့အခါမှာတော့ပရိသတ်ချို့ကဒေါသထွက်ပြီးသူ့စီကိုတိုးလာကဝိုင်းော်ကြပါတော့တယ်အခြေအနေကတော်တော်လေးအနေရရှိလာတာကြောင့်လုံခြုံရေးတွေကချက်ချင်းပြေးဝင်လာပြီးသူ့ကိုတစုံတယောက်ကရံမမှုခင်အမြန်ပဲဆွဲထုတ်သွားခဲ့ရပါတယ်စူပူတောင်းကျမှုဖြစ်စေခဲ့တာကြောင့်သူဟာဖမ်းခံရဖို့လက်တလုံးလိုထိဖြစ်ခဲ့ရတာပါနောက်ပြောင်ရာကနေစခဲ့တဲ့ဒီကိစ္စဟာတကယ်တော့တော်တော်လေးဆိုးဆိုးရွားရွားပြီးဆုံးသွားနိုင်ခဲ့တာဖြစ်ပါတယ်တကယ်လို့တင်ဟာလည်းတနေ့နေ့မှာယော်နယ်ဒိုစစ်နဲ့တွေ့ကျင်နေဆိုရင်တော့ပုတ်လေးကိုအသေးပေးခဲ့ပါအောင်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးလောက်ခဲ့တဲ့အခိုက်အတန့်ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမလို့အကောင့်လေးကို follow လုပ်ပြီးယော်နယ်ဒိုရဲ့ပရိသတ်တယောက်ဆိုရင် CR7 လို့မှန်သွားပါအောင်နော်